ရင်တလုံးကိုချစ်ထားတာဖြစ်ပါတယ်အရန်လဲမနူးအရန်လဲမရင့်တဲ့အနေထားဆိုရင်ပို့ပြီးတော့စားလို့ကောင်းပါတယ်ရှင်ဘိန်းမုတ်ထဲကိုထည့်ဖို့အတွက်တော့မြေပဲလှော်ကို၄စိတ်ပွဲယုံထောင်းထားပါမယ်ရှင်ကြောက်ဖယုံယိုကိုခတ်သေးသေးလေးတွေလှီထားပေးပါမယ်နှမ်းလော်အနှင်းငယ်နဲ့ဘိန်းစီအနှင်းငယ်လည်းလိုအပ်ပါမယ်ရှင်ကောက်ညင်မုတ်ကိုစံချိန်ကွက်နဲ့၄ခွက်ထည့်ပါမယ်နိုးစီဘူးနဲ့ဆိုရင်တော့2ဘူးရှိပါတယ်ရှင်အုံနို့အမှုတ်60 gram တစ်ထုပ်လုံးထည့်လိုက်ပါမယ်ရှင်အုံနို့အမှုတ်မရှိဘူးဆိုရင်အုံနို့အရေပဲဖြစ်ဖြစ်အုံနို့ဘူးပဲဖြစ်ဖြစ်အဆင်ပြေတာကိုသုံးလို့ရပါတယ်ရှင်အချိုရတာအတွက်ကိုတော့တကြားကိုစံချိန်ကွက်နဲ့တစ်ခွက်ထည့်ပါမယ်ရှင်ထမင်းစားစွန်းနဲ့ချိန်မယ်ဆိုရင်9စွန်းလောက်ရှိပါတယ်စားကိုတော့လက်ဖက်စားစွန်းတစ်ဝက်လောက်ထည့်လိုက်ပါမယ်အားလုံးသမအောင်မွေပြီးပြီဆိုရင်တော့စံချိန်ခွက်နဲ့ရေ2ခွက်ထည့်လိုက်ပါမယ်ရှင်ရေကိုဖြည်းဖြည်းချင်းစီထည့်လိုက်မှွေလိုက်လုပ်ပေးပါမယ်ဒီနေရာမှာစံချိန်ခွက်မှမဟုတ်ဘူးကိုကြိုက်တဲ့ခွက်နဲ့ချိန်လို့ရပါတယ်ရှင်ကောက်ညံမုတ်4ခွက်ဆိုရင်ရေ2ခွက်ထည့်ပေးရင်အဆင်ပြေပါတယ်ရှင်တကယ်လို့ကိုကအုံတို့အရေတို့အုံတို့ဘူးတို့သုံးမယ်ဆိုရင်တော့ရေကိုရှော့ထည့်ပေးရပါမယ်ရှင်အခုလိုမျိုးကောက်ညံမုတ်တွေနဲ့ရေတွေအားလုံးပျော်အောင်ဖြော်ပြီးပြီဆိုရင်တော့အုံသီးချက်ထနာလေးတွေထည့်လိုက်ပါမယ်ရှင်မုတ်ရည်အနေထားကအခုလိုမျိုးတအားလဲမပြေတအားလဲမကျဲတဲ့အနေထားလေးဖြစ်ရပါမယ်ရှင်အားလုံးနှံ့အောင်လို့မွေပြီးပြီဆိုတာနဲ့ဒီမုတ်သားလေးနည်းနည်းလေးပွားလာအောင်လို့နိုင်ဝက်လောက်အဖုံးလေးအုပ်ပြီးတော့နှက်ထားပေးလိုက်ပါမယ်ရှင်ဒါလေးကတော့နိုင်ဝက်လောက်နှက်ထားပြီးတဲ့အနေထားလေးပါရှင်ဘိန်းမုတ်လုံးမဲ့အိုတွေကိုထောပတ်လေးနည်းနည်းထည့်ပါမယ်စီကျမတော့စီလေးပါကူပြီးတော့ထည့်ပေးပါတယ်ကိုကထောပတ်ပဲတီးသက်သုံးကျန်နေဆိုရင်လည်းစီမထည့်လို့ရပါတယ်ရှင်စီလေးပူလာပြီဆိုရင်မုံနှစ်ရည်လေးထည့်လိုက်ပါမယ်သူကပွားစေးတွေစော်တာတွေဘာမှမထည့်ထားတဲ့အတွက်မုတ်သားကတော့ပွားလာမှာမဟုတ်ပါဘူးအဲဒါကြောင့်မလို့ကိုကထူထူလေးကြိုက်တယ်ဆိုရင်မုံနှစ်ရည်များများလေးထည့်ပေးပါကျမတော့ခတ်ထူထူလေးလိုချင်လို့3စွန်းလောက်ထည့်လိုက်ပါမယ်မီအားတော့အလဲလက်ထက်နည်းနည်းလေးလျှော့ပြီးတော့မီဒီယမ်လိုဟီအနေထားလောက်ပဲထားထားပါတယ်မီရတအားပြင်းနေဆိုရင်အောက်ဘက်ကတူးပြီးတော့အတွင်းသားတွေမကြက်တာမျိုးဖြစ်တတ်ပါတယ်ပြီးရနဲ့ကြောက်ဖျုံယိုလေးဖြူပါမယ်ရှင်ကောက်ညင်ဘိန်းမုတ်ကကြောက်ဖျုံယိုလေးနဲ့တအားကိုလိုက်ဖက်ပါတယ်ကြောက်ဖျုံယိုကိုတော့မပါမဖြစ်ထည့်ပေးပါရှင်မြေပဲလှော်တောင်လေးဖြူပါမယ်နှမ်းလှော်လေးဖြူပါမယ်ဘိန်းစီလေးတွေဖြူလိုက်ပါမယ်ရှင်ပြီးတာနဲ့အဖုံးလေးအုပ်ထားလိုက်ပါမယ်ရှင်ဒီဘက်ကို4မိနစ်လောက်ထားပြီးပြီဆိုတာနဲ့တစ်ဖက်လှန်ပေးပါမယ်ရှင်ပြီးတာနဲ့အဖုံးလေးပြန်အုပ်ပြီးတော့ဒီဘက်အပေါ်ဘက်ကိုလည်း4မိနစ်လောက်ထပ်ပြီးတော့တည်ထားပေးလိုက်ပါမယ်ရှင်4မိနစ်လောက်ထားပြီးပြီဆိုရင်တော့ဒီဘက်ပြန်လှန်ကြည့်ပါမယ်ဒီလိုအနေထားလေးလောက်ဆိုရင်ကြက်ပါပြီရှင်အနက်လေးကတအားမွှေးနေပြီးတော့စားကျင်စရာအရန်ကောင်းနေပါတယ်ရှင်ကောက်ညင်မုံနိုးစီဘူး2ဘူးကိုလှုပ်တာ6လက်မအရွယ်လောက်ရှိတဲ့ဘိန်းမုံ4ချက်ရပါတယ်ရှင်ကိုကကျွတ်လေးကြိုက်တယ်ဆိုရင်တော့တိတ်မထူပဲနဲ့ခပ်ပါပါလေးလှုပ်ပါခပ်ပါပါအနေထားလုပ်မယ်ဆိုရင်တော့ဘိန်းမုံ6ချက်လောက်ထိရပါတယ်အခုဆိုရင်လိုင်းပေါ်မှာအရန်နာမည်ကြီးနေတဲ့ကောက်ညင်ဘိန်းမုတ်လေးရသွားပါပြီရှင်သူကဘေးဘက်ကအနာသားလေးတွေကကျွတ်လေးနဲ့အတွင်းသားကတော့အီဆက်ဆက်နုနုညံ့ညံ့လေးပါကောက်ညင်ဘိန်းမုတ်ဆိုပြီးတော့လိုင်းပေါ်မှာတွေ့လိုက်ရင်သူ့ရဲ့အတွင်းဘက်ကအီလေးနဲ့ဆူဆူလက်လက်လေးဖြစ်နေတာကိုမြင်ရတာနဲ့တင်ကိုတအားစားကြတာအခုတော့တကယ်ကြီးစားရပါတော့မယ်ရှင်အမြင်နဲ့တင်ကိုတအားဆွဲဆောင်မှုရှိပါတယ်ဟုတ်ကဲ့ subscribe ကိုနေခေါင်းလောက်ကိုနေပေးချပေးကျွန်တော်ဗီဒီယို